Hello, good morning. ဒီချက်တို့ရဲ့ dream to twice ဒီတူဒီကနေပြီးတော့ဒီဂျာမန်စာအခြေခံပညာဒါနကိုသင်ပေးနေရဒီနေ့ဆိုရင်အပိုင်း6ရောက်လာပြီပေါ့နော်အဲ့တော့ဒီနေ့ဒီချက်တို့ရဲ့အပိုင်း6လေးမှာဆိုရင်ဘာကိုလေ့လာကြမှာလဲဆိုရင်ဂျာမန်လိုနေ့ရက်တွေလတွေကိုဘယ်လိုပြောရလဲနောက်တစ်ခုကမိနစ်ကျက်တဲ့အခါမှာဆိုရင်ရောဘယ်လိုမျိုးကျက်ရလဲဆိုတဲ့အပိုင်းကိုဆက်ပြီးတော့ဒီချက်ကိုကြည့်လိုက်ကြမယ်အဲ့တော့အရင်ဆုံးဒီချက်ကိုဘာအောင်ရင်လေ့လာမလဲဆိုရင်ဂျာမန်လိုနေ့ရက်တွေပြောတဲ့အခါမှာဘယ်လိုမျိုးပြောရလဲပေါ့နော်အဲ့ပထမဆုံးတစ်ခုကဒီချက်တို့ပါလဲMonday အဲ့ Monday ကဘာတလင်းလာနေတလင်းလာကိုဒီချက်တို့ကဂျာမန်လိုပြောချင်တယ်ဆိုရင်ဘယ်လိုမျိုးပြောရမလဲ Montag ဆိုပြီးတော့ပြောရမယ်ဒီမှာ vowel က O လေးရယ် vowel R လေးရယ် vowel နှလုံးပါမို့နှစ်တန်ထွက်ပေးရမယ်ဒါကြောင့်မို့လို့ဘာဖြစ်သွားမှာလဲ Montag ဆိုပြီးတော့ဒီချက်ကိုထွက်ပေးလို့ရရပေါ့နော်အဲ့တော့ Montag ကြောင့်ဘာကိုပြောရလဲလင်းလာနေကိုပြောချင်တာနောက်တစ်ခု Tuesday ဘာလဲအင်္ဂါနေ့ကိုပြောချင်တယ်ဒါဆိုဒီချက်ဒီမှာကြည့်လိုက်မယ်E လေးကဘာလေးလဲတစ်တွန်းလေး E အနောက်မှာ vowel လေးက R နှလုံးပါတော့နှစ်တန်ပဲထွက်ပေးရမယ်ဒါကြောင့်မို့လို့ Dienstag ဆိုပြီးတော့ဒီချက်ကိုထွက်ရမယ် Dienstag အဲ့ဒီမှာဒီချက် S ကိုအနီးနဲ့ရေးပေးထားရဲဘာဖြစ်လို့လဲဆိုရင်ဒီဟာကိုစာလုံးပေါက်ရေးတဲ့အခါမှာဒီကြားတွေက S ကအရေးမေးချင်ခဲ့တတ်တယ်ပေါ့နော်အဲဒါကြောင့်မို့ဒီမှာဒီချက် S ကိုအနီးနဲ့ရေးပေးထားရဲအတန်ထွက်တဲ့အခါမှာလည်းဒီချက်တို့က S အတန်တေချာပါအောင်ထွက်ပေးရမယ် Dienstag ဆိုပြီးတော့ထွက်ရမယ်ပေါ့နော်နောက်တစ်ခုကဗုဒ္ဓဟူးနေ့ကိုကြာတော့ဒီချက်ကိုဂျာမန်လို့ဆိုရင်အရင်ဆုံးဘာလို့ရမှာလဲ vowel လိုက်ရှာလိုက်တော့ဒီမှာ vowel E လေးရယ် O လေးရယ်နှလုံးမဲပါတော့နှစ်တန်မဲထွက်ပေးရမှာပေါ့အဲဒါကြောင့်မဖြစ်သွားမှာလဲ mid-walk အဲ့တော့ဒီချက်ရှိမှပြောထားတယ်ဘာလဲဆိုရင်စီဟာနဲ့ဆုံတဲ့အခါမှာဆိုရင်ဘယ်လိုထွက်ပေးရမှာလဲခအတန်လေးထွက်ပေးရမယ်လို့ပြောထားတယ်ဒါကြောင့်မို့လို့ဒီအောင်ထွက်ရင် mid-walk လို့ထွက်ပေးရမယ်အဲ့တော့ဒီမှာလဲချန် T ကိုအနီးနဲ့ရေးထားတယ်ဘာဖြစ်လို့လဲဆိုရင်ဒီဟာမှာဆောင်းလုံးပေါက်ရေးတဲ့အခါမှာကျောင်းသားတွေက T ကိုတစ်လုံးပဲမှားရင်းနေတတ်ကြရပေါ့နော်အဲဒါကြောင့်မို့ဒီမှာ T ကနှလုံးပါတယ်ဆိုတာမြင်တာအောင်လို့ဒီချက်အနီးနဲ့လုပ်ပေးထားတယ်အဲ့တော့ mid-walk ကကြောင့်ဘာကိုပြောရလဲဗုဒ္ဓဟူးနေ့ကိုပြောချင်တာနောက်တစ်ခု Thursday ဘာလဲဆိုရင်ကျန်တာပတိနေ့ကိုပြောချင်တယ်ဂျာမန်လို့ဆိုရင်အရင်ဆုံး vowel လိုက်ရှာလိုက်မယ် vowel O လေးရယ် vowel A လေးရယ်နှလုံးပါတော့နှစ်တန်နောက်တစ်ခုအနောက်မှာဆက်ကြည့်လိုက်မယ် R လေးပါစုစုပေါင်းဘယ်နှလုံးလဲ3လုံးပေါ့3လုံးကျော်3တန်ထွက်ပေးရမယ်အဲ့တော့ DON ဆိုတော့ don NAS ဆိုတော့ nas donas TRD ဆိုတော့ ta Donnerstag အဲ့တော့ Donnerstag ကကြတော့ဘာကိုပြောရလဲ Thursday ကြာတာပတေးဆိုတဲ့ဟာကိုပြောချင်တာပဲ Donnerstag ဆိုပြီးတော့ဒီချက်ကိုထွက်ပေးရမယ်နောက်တစ်ခုက Friday တောက်ကြနေ့ကိုဆိုရင်ဂျာမန်လိုက A လေးကဘာလေးလဲတစ်တွန်းလေး I အနောက်မှာ R လေးက vowel နှလုံးပါတော့နှစ်တန်ထွက်ပေးရမယ်အဲ့တော့ FXAE ဆိုတော့ Friday ဆိုတော့ Friday နော် Friday ဘာကိုပြောရလဲတောက်ကြ Friday ဆိုတဲ့ဟာကိုပြောချင်တာပဲနောက်တစ်ခု Saturday စနေနေ့အဲ့ဒါကိုဒီချက်ဂျာမန်လို့ပြောချင်တယ်ဘယ်လိုမျိုးပြောရမလဲအရင်ဆုံး vowel လိုက်ရှာလိုက်မယ် vowel R လေးဒီမှာလည်းနောက်မှာ vowel R vowel နှလုံးပါမို့လို့နှစ်တန်မှထွက်ပေးရမယ်အဲ့တော့ဂျာမန်မှာ S ကိုဆိုအမြဲ Z တန်ထွက်ပေးရဖြစ်တဲ့အတွက်ဒါကိုထွက်တဲ့အခါမှာ Zams လို့ဒီချက်ကိုထွက်ပေးရမယ် Zams ပေါ့နော် Zamstag ကကြတော့ဘာကိုပြောရလဲစနေနေ့ Saturday ဆိုတဲ့ဟာကိုပြောချင်တာပဲဒီမှာလည်းဒီချက် S ကိုအနီးနဲ့ရေးထားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ S ကလည်းစာလုံးပေါက်ရေးကြံခဲ့တတ်တယ်ပေါ့နော်အဲ့လိုပဲဒီချက်အပေါ်ကကြာတာပတိနေ့မှာဆိုရင်လည်း N နှလုံးဒီချက်အနီးနဲ့ရေးထားတယ်ဘာလို့လဲဒီနေရာမှာ N ကိုတစ်လုံးပဲမှားရေးမိတတ်တယ်ပေါ့နော်ဒါပေမဲ့ဒီမှာဒီချက် N ကဘယ်နှလုံးပါလဲနှလုံးပါလားအဲ့လိုပဲထိုနည်း၎င်းဒီချက်ဘာပဲလဲအနောက်မှာလည်း S လေးကပါတယ်ပေါ့နော်အဲ့တော့ကြာတာပတိနေ့ဆိုရင် Donnerstag တောက်ကြနေ့ Freitag စနေနေ့ Samstag ဆိုပြီးတော့ဒီချက်ကိုထွင်ရမယ် Samstag လို့ထွင်ရမယ်ပေါ့နော်နောက်တစ်ခု Sunday တနင်္ဂနွေနေ့ကိုပြောချင်တယ်အဲ့တော့ဒီချက်ဂျာမန်လို့တနင်္ဂနွေနေ့ဆိုရင်ဒီမှာဘာလုပ်ရလဲ vowel O လေးရယ် R လေးရယ်နှလုံးပဲပါတော့နှစ်တန်ပဲထွက်ပေးရမယ်အဲ့ဒါဘာဖြစ်သွားမှာလဲ Sonntag လို့ထွင်ရမယ် Sonntag S ကိုဆိုအမြဲ Z အတန်ပဲထွက်ပေးရတာကြောင့်ဒီချက်ဒါကိုထွက်တဲ့အခါမှာ Sonntag လို့ပဲထွက်ရမယ်အဲ့တော့ Sonntag ကကြောက်ဘာကိုပြောရလဲ Sunday တနင်္ဂနွေနေ့ဆိုတဲ့ဟာကိုပြောချင်တာပဲ
အဲ့တော့ဒီချက်အပေါ်ကနေပြီးတော့ပြန်ကြည့်မယ်တလင်းလာနေ Montag Dienstag Mittwoch Donnerstag Freitag Samstag Sonntag ဆိုပြီးတော့ထွက်ပေးရမယ်ဒုတိယတစ်ခါပြန်ကြည့်မယ် Montag Dienstag Mittwoch Donnerstag Freitag Samstag Sonntag ဆိုပြီးတော့ဒီချက်ကိုထွက်ပေးရမယ်ပေါ့နော်အဲ့တော့ဒီအားကြတော့တလင်းလာနေရနေပြီးတော့တလင်းခွနေနေထီကိုဘယ်လိုမျိုးပြောရမလဲဆိုတဲ့ဟာမျိုးပေါ့အဲ့တော့ဒီချက်ကိုဒီနေ့ဆိုရင်ဘာနေလဲစနေနေ့ဖြစ်တဲ့အတွက်ဂျာမန်လို့ဆိုရင်ဘာနဲ့ပြောလို့ရလဲ Samstag ဆိုပြီးတော့ပြောလို့ရတယ် Samstag စနေနေ့ဆိုတဲ့ဟာကိုပြောချင်တာမနေ့ပြန်ဆိုမှဖြစ်သွားမှလဲတလင်းခွနေနေဖြစ်တဲ့အတွက် Sonntag ဆိုပြီးတော့ဖြစ်သွားမယ်Sonntag ဆိုပြီးတော့ဖြစ်သွားမယ်ပေါ့နော်ဒီအောင်ထွက်တဲ့အခါမှာဒီချော Z အတန်နဲ့ထွက်ပေးရမယ် no one S အတန်နဲ့ထွက်ပေးလို့မရဘူးပေါ့နော်ဒီကတလင်းလာနဲ့တလင်းခွေနေတီကိုဘယ်လိုပြောရမလဲဆိုတဲ့ဟာနောက်တစ်ခုကကြတော့မကြခင်တွေးမယ်နောက်မှတွေးမယ်မနေ့ပြန်တွေးမယ်အဲ့ဒါမျိုးဂျာမန်လို့ပြောချင်ရောဘယ်လိုမျိုးပြောရမလဲဒီအောက်မှာဒီချေကိုကြည့်လိုက်မယ်ပေါ့နော်အဲ့တော့ဒီချေကိုဂျာမန်မှာSee you ဆိုတဲ့စကားလုံးလေးကိုဂျာမန်မှာဘာနဲ့ပဲပြောရလဲဆိုရင် bis ဆိုတဲ့ဟာနဲ့ပဲပြောရတယ်အဲ့တော့ဒီ bis ဆိုတာဘာကိုပြောချင်တာလဲ English က see you ဆိုတဲ့ဟာကိုပြောချင်တာဂျာမန်မှာ see you ပြောချင်ပြီးဆိုတာနဲ့အမြဲတမ်း bis နဲ့ပဲပြောပေးရမယ် son ဆိုတဲ့မကြာမီကိုပြောချင်တယ်ဂျာမန်လူကဘာလဲလေးက vowel တစ်လုံးပဲပါအောင်တတ်မယ် but လို့ထွက်ပေးရမယ် BR ဆိုတော့ bar L နဲ့ပေါင်းတော့ bal D ဆိုတော့ but ဆိုပြီးဖြစ်သွားတာပေါ့နော်အဲ့တော့ bis but see you soon မကြခင်တွေ့မယ်ဆိုတဲ့ဟာမျိုးပြောချင်တာပဲနောက်တစ်ခုက see you later see you later ကိုဂျာမန်လို့ပြောချင်တယ်ဆိုလဲအဲ့လိုမျိုးပဲဒီရှယ်တို့က later ဆိုတဲ့စကားလုံးဂျာမန်မှာက später လို့ထွက်ရမယ်ဒီနေရာမှာထွက်တဲ့အခါမှာစလုံးတန်နဲ့မဟုတ်ပဲနဲ့ဒီရှယ်တို့ကချတန်လေးနဲ့ထွက်ပေးရမယ်ပေါ့နော်ဘာလဲ später ဆိုပြီးတော့ထွက်ပေးရမယ်အဲ့တော့ später က see you later နောက်မှတွေ့မယ်ဆိုတဲ့ဟာမျိုးပြောချင်တာနောက်တစ်ခု see you tomorrow မနေ့ပြန်တွေ့မယ်ဂျာမန်လို့ပြောချင်တယ် bis morgen ဆိုပြီးတော့ပြောရမယ် bis morgen bis morgen ကကြတော့ see you tomorrow မနေ့ပြန်တွေ့မယ်ဆိုတဲ့ဟာကိုပြောရမယ်မနေ့ပြန်ဆိုတဲ့စကားလုံးဂျာမန်လိုကပြောချင် morgen နဲ့ပြောရမယ်နောက်မှတွေ့မယ်ဆိုတဲ့ဟာကိုပြောချင်တယ် bis später လို့ပြောရမယ် bis später ဆိုပြီးတော့ပြောပေးရမယ်နောက်တစ်ခု see you soon မကြခင်တွေ့မယ် bis but ဆိုပြီးတော့ပြောပေးရမယ်ပေါ့နော်အဲ့တော့ဒီချေတော့အဲ့လိုမကြခင်တွေ့မယ်နောက်မှတွေ့မယ်မနေ့ပြန်တွေ့မယ်မဟုတ်ပဲနဲ့နေ့ရက်တွေနဲ့ပြောချင်တယ်ပေါ့ဥပမာတငယ်ချင်းနဲ့ကိုနေကဒီနေ့စနေနေ့မှာတွေ့ရဲအဲ့ဒါအောင်သူနဲ့အင်္ဂါနေ့ကျရင်ငါတို့ပြန်တွေ့ကြမယ်နော် see you on Tuesday ဆိုပြီးတော့ပြောချင်တယ်ဂျာမန်လို့ဆိုရင်ဘာနဲ့ပြောရမလဲ see you ဆိုတဲ့စကားလုံးက miss နဲ့ပဲပြောရမယ်အင်္ဂါနေ့ကိုဂျာမန်လို့ကဘာနဲ့ပြောရလဲ Dienstag နဲ့ပြောရတာအဲ့တော့ bis Dienstag ဆိုရင်ဘာဖြစ်သွားပြီလဲအင်္ဂါနေ့မှတွေ့မယ်ဆိုတဲ့ဟာမျိုးပြောရဖြစ်သွားပြီအဲ့လိုပဲတောက်ကြနေ့မှတွေ့မယ်ဆိုလဲ bis Freitag ဆိုပြီးတော့ပြောလိုက်ရုံပဲဒါဆိုရင်တောက်ကြနေ့မှတွေ့မယ်ဆိုတဲ့ဟာကိုပြောတာပဲပေါ့နော်အဲ့တော့ဒီချိန်မှာ bis နဲ့ကိုကြိုက်တဲ့ရက်နဲ့တွဲလိုက်နေဆိုရင်အဲ့နေ့မှတွေ့မယ်ဆိုတဲ့ပုံစံကိုပြောရဖြစ်သွားပြီအဲ့တော့အတန်ထွက်ကိုပြန်ကြည့်မယ်မကြခင်တွေ့မယ် bis but နောက်မှတွေ့မယ် bis späterမနေ့ပြန်တွေ့မယ် bis morgen ဆိုပြီးတော့ပြောရမယ်ပေါ့နော်ဒုတိယတစ်ခါပြန်ကြည့်မယ် bis but bis später bis morgen ဆိုပြီးတော့ဒီရှယ်ကိုထွက်ပေးရမယ်အဲ့တော့အခုကဒီရှယ်ဘာကိုကြည့်မလဲဆိုရင်ဂျာမန်လို့ဒီ visit ပြီးသွားလို့ကွာ A11 ကိုဆက်တက်တယ်ပေါ့ဆက်တက်တဲ့အခါမှာမီနစ်နေကြတဲ့အခါဆိုရင်ရောဂျာမန်မှာမီနစ်ကဘယ်လိုမျိုးကြက်ရတာလဲဆိုတဲ့အပိုင်းလေးကိုဒီရှယ်ကိုကြည့်ကြမယ်ဂျာမန်လိုနေ့ရက်ဆိုတဲ့စကားလုံးကိုပြောချင်ရဘာနဲ့ပြောရလဲ Tag ဆိုတဲ့ဟာနဲ့ပြောရတယ် Tag ကကြတော့နေ့ရက်ဆိုတဲ့ဟာကိုပြောချင်တာအဲ့တော့နေ့ရက်ဆိုရင်ဒီရှင်အာတီကကအမြဲတမ်းဘာပဲလဲ day masculine ဆိုတာမှတ်ထားရမယ်အဲ့တော့အရှင်းအပိုင်းတွေမှာတော့ဒီရှင်တို့အာတီကအကြောင်းပြောခဲ့ရဂျာမန်မှာအာတီကဘယ်နှမျိုးရှိရလဲ၄မျိုးရှိရအနည်းမှာ၃လုံးနဲ့အများမှာတစ်လုံးအနည်းမှာဆိုရင်ဘာလဲ masculine day ရဲ့ပြီးတော့ neutral das တဲ့ feminine d ရဲ့ဆိုပြီးတော့၃လုံးရှိရအများ
ဆိုရင်တော့လုံးဝစဉ်းစားနေစရာမလိုဘူး article အမြဲတမ်းပုံသေးပါပဲရေးပေးလိုက်ရုံပဲနဲ့အများဆိုတာနဲ့ article ကိုဒီပဲတန်ရေးပေးလိုက်ရုံပဲပေါ့နော်အဲ့တော့ကဒီချိန်ပြောခဲ့တယ်ဂျာမယ်မှာ article အရေးကြီးတာဖြစ်တဲ့အတွက် noun တွေကိုကြက်တဲ့အခါမှာလုံးဝ article ကိုချက်ချက်ခဲ့လို့မရဘူးအမြဲတမ်း article နဲ့တွဲရက်ချက်ပေးမှပဲရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင် article မရရင်ဂျာမယ်မှာ grammar လုံးဝရမှာမဟုတ်တော့ article ရမှာ grammar ရမှာပေါ့တော့ကျွန်တော် English မှာလည်းမျိုးကျက်တဲ့အခါမှာ day day နေ့ရက်အဲ့လိုမျိုးလုံးဝကျက်လို့မရဘူးပေါ့နော်TI ကြီးကကြောင့် third ကနေရက်သူ့ရဲ့ article ကဘာလဲ masculine day third ဆိုမှဒီချက်နေရက်ဆိုရဟာမျိုးဖြစ်သွားတာအဲ့တော့ကလည်းဒီချက်ပြောခဲ့တယ်ဂျာမယ်မှာဒီချက်ကတက်ရှိတွေကိုပဲကိုမြင်တဲ့အတိုင်းယောက်ျားမိန်းမဆိုပြီးတော့ article ကို masculine day လား feminine day လားခွဲလို့ရတာတက်မဲ့တွေမှာကြောင့်အဲ့လိုမျိုးခွဲလို့မရတော့ဘူးပေါ့နော်ဘာလို့မှရမှာကြက်မှာပဲရမှာဒီမှာဒီချက်ကနေရက်ဖြစ်နေတယ်ဒါပေမဲ့သူ့ article ဘာကြီးလဲ masculine day အကြီးဖြစ်နေတာပေါ့နော်ဘာလို့ထားရမလဲနောင်နေကြတဲ့အခါမှာလုံးဝ article ကချန်ချန်ခဲလို့မရဘူးအဲ့ဒီနောက်မှာဒီချက် dash လေးနဲ့ a လေးရေးပြီးထားအဲ့ဒါဘာတော့လဲဆိုတော့ဒီချက်ကြမယ်မှာအများလုပ်တဲ့အခါမှာအမြဲတမ်းဘာပဲပေါင်းရပါမယ်ဆိုရင်ပုံသင်ကြီးမရှိဘူး English မှာဆိုရင်ချက်ရှင်းတယ်အများဆိုရင် s မဟုတ် es ပေါင်းပြီးလိုက်အောင်ပဲဂျာမယ်မှာကြောင့်အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ဘာပဲပေါင်းရပါမယ်ဆိုရင်ပုံသင်ကြီးမရှိရဖြစ်တဲ့အတွက်နောက်တစ်လုံးကိုချက်တော့မယ်ဆိုရင်အဲ့နောက်ရဲ့ article ကဘာလဲပြီးတော့ तू က plural form ဆိုရင်ရောအနောက်မှာဘာပေါင်းပေးရတာလဲဆိုရဲဟာအဲ့နှစ်ခုကိုအမြဲတမ်းတွဲရက်ထက်ထည့်ပြီးတော့ကြက်ပေးဖို့လိုတယ်။အဲ့ဒါကြောင့်မို့ဒီရှယ်တို့ကဘာလဲဆိုရင်နောင်ကိုကြက်ပြီး article ရော plural form ကိုကြက်ရမယ်။နောက်တစ်ခုကကြောင့်ဂျာမယ်မှာ meaning ဆောင်တွေတွားကြည့်လိုက်တဲ့အခါမှာဆိုရင်သူတို့က plural form အများ form ပေါ့နော်။အဲ့ဒါကိုဘယ်တော့မှတက်တက်ထည့်ရေးပေးလိမ့်မရှိဘူး။ဘာလဲဆိုရင် article လာတယ်နောင်လာတယ်ပြီးတော့မှ comma လေးခံပြီးတော့ dash လေးနဲ့အဲ့လိုမျိုးအမြဲရေးပေးထားရှိရပေါ့နော်။ဒီရှယ်က A11 တကယ်ဆက်တက်တဲ့အခါကျရင်လည်းတွေးလိုက်မယ်ဖတ်စာအုပ်ထဲမှာnoun နေစကားလုံးနေဆိုရင်ကျွန်တော်အနောက်က meaning ထဲမှာဆိုအဲ့လိုပုံစံပဲရေးပေးထားတာအဲ့တော့ဒီ dash လေးနဲ့ a လေးရေးပေးထားတာဘာကိုပြောချင်တာလဲဆိုရင်ဒီ singular တရက်ထဲကိုပြောတာဖြစ်တယ်ထဆိုရင်စကားလုံးလေးရဲ့အနောက်မှာ a ပေါင်းရမယ်လို့ဆိုလိုတာပဲအဲ့တော့ဒီရှင်ကမမှတ်ထားပေးရမလဲဆိုရင် dash လေးရဲ့အနောက်မှာရေးထားတဲ့စကားလုံးတွေကဘာကိုပြောရမလဲဒီ singular form ရဲ့အနောက်မှာပေါင်းပေးရမယ်ဆိုတဲ့ဟာကိုပြောချင်တာပဲပေါ့နော်အဲ့တော့ဒီရှင်နေ့ရက်တရက်ထဲကိုပြောချင်တယ် day third ဆိုနေ့ရက်တရက်ထဲနေ့ရက်များလို့ပြောချင်တယ်အဲ့တော့အများဖြစ်သွားပြီဂျာမယ်မှာ article က plural form အများဆိုအမြဲတမ်း article ကဘာလဲအရှိမချေကိုပြောခဲ့ပြီးသားအမြဲတမ်း article ကဒီအဲ့တော့အဲ့ဒီနေရာမှာတစ်ချက် article ဒဲပဲရေးလို့မရလို့လားဆိုရင်လုံးဝမရဘူးပေါ့နော်အဲ့တော့အနည်းမို့လို့ article ကဒဲဖြစ်တာအများဆိုတာနဲ့အမြဲတမ်း article ကလုံးဝဒီပြောင်းပေးရမယ်အများဆိုရင်လုံးဝတစ်ချက် understood ဒီပဲနောက်တစ်ခုကနေ့ရက်များ days days လို့ပြောချင်ဂျာမယ်မှာဘာဖြစ်သွားမှာလဲဒီ dash နောက်မှာ a လေးရေးပေးထားတာဖြစ်တဲ့အတွက် shell singular form ဖြစ်တဲ့ထားရဲ့နောက်မှာ a လေးကိုပေါင်းမိရတယ်အဲ့တော့အတန်ထွက်ရဘယ်လိုထွက်ရမှာလဲဘာလို့ရမှာလဲအတန်ထွက်ရမှာသိချင်အဲ့စကလုံးမှာတရဘယ်နှလုံးပါလဲ dip တိုးဘယ်နှလုံးပါလဲချေရှာလိုက်မယ်ဒီမှာရှာတော့ဗာလဲ r ရဲ့ a ရဲ့တရနှလုံးပါတော့နှစ်တန်မဲထွက်ပေးရမှာပေါ့ tr ဆိုတော့ထား ga ဆိုတော့ ga ထား ဒီထား the days နေ့ရက်များဆိုတဲ့ဟာကိုပြောချင်တာအဲ့တော့ဂျာမယ်မှာဒီချက်နေ့ရက်ဆိုတဲ့စကားလုံးတစ်လုံးကိုကြက်တော့မယ်ဆိုတာ ਨੇ ဘာလို့ရမလဲ then ထားဒီထားဆိုပြီးတော့အဲ့လိုမျိုးပဲကြက်ပေးရမယ်အဲ့တော့အဲ့ဒီမှာထေအားကထားနေ့ရက်ပဲကြက်လိုက်မယ်မရဘူးအဲ့လိုပဲ article ပဲကြက်မယ်သူရဲ့ plural form ထားအနောက်မှာ a ပေါင်းရရဲဆိုတဲ့ဟာကိုမကြက်ဘူးခြံထားရမယ်လုံးဝမရဘူးပေါ့နော်အဲ့တော့စကားလုံးတစ်ခုကိုကြက်ပြီးဆိုတာ ਨੇ article လည်းကြက်ရမယ်သူရဲ့ plural form မှာတစ်ခါရဲတွေ့ရချက်ပေးရမယ်plural ဆိုရင်ဒီချက်တော့ article ကိုတက်တက်ထက်ချက်စရာမလိုတော့ဘူးဘာဖြစ်လို့လဲဆိုရင်အများဆိုတာ ਨੇ အမြဲတမ်း article ကဒီပဲအဲ့ဒါလုံးဝသိချရဲလုံးဝတရားမှာတရားခိုင်နှုန်းလုံးအပေါ်ဆန်အတိုင်းပဲပေါ့နော်အဲ့တော့ data ဒီထားနေရက်ဆိုမှဒီချက်တော့ဒါစကားလုံးတစ်လုံးကြက်လို့ပြရပေါ့အဲ့လိုပဲနေ့ရက်မပြောချင်ဘူးအပတ် week လို့ပြောချင်တယ်ဒီမှာတစ်ချက်ရေးပေးထားတယ် vowel o လေးရဲ့ a လေးရဲ့နှလုံးမှာတော့နှစ်တန်ပဲထွက်ပေးရမှာပေါ့ vo ဆိုတော့ vo c ဟာ a ဆိုတော့ k vo k အဲ့တော့ vo k က week အပတ်ကိုပြောချင်တာအဲ့တော့ဒီချက်နေ့ရက်တော့ article က day မို့လို့ week အပတ်ကိုပြော article day ပဲလားလုံးဝမဟုတ်ဘူးပေါ့နော်အပတ်ကိုပြောချင် article ဘာဖြစ်သွားမှာလဲ d ဆိုပြီးတော့ပြောင်းသွားမှာ
ဒီ vocal ဆိုရင် the week အပတ်ဆိုရင်ဟာကိုပြောချင်တာအများဆိုရင်ဘာလို့ရမလဲတက်ရှနောက်မှာ and လေးရေးပေးထားတာဖြစ်တဲ့အတွက်အဲ့ဒါဘာပြောချင်တာလဲဒီအနည်းဖောင်ဖြစ်တဲ့ vocal ဆိုရဲ့စကားလုံးရဲ့အနောက်မှာ and လေးပေါင်းပေးရမယ်လို့ပြောတာပဲအဲ့တော့အတန်ထွက်ကတချို့ဘာဖြစ်သွားမှာလဲ volcan ဆိုပြီးရောဖြစ်သွားမယ်အဲ့တော့အပတ်ဆိုရဲ့စကားလုံးကိုကြက်ချင်တယ်ဂျာမန်လို့ဆိုရင်ဒီ vocalဒီ volcan ဆိုပြီးကျမဒါအပတ်ဆိုတဲ့ဟာပြီးသွားတာအဲ့လိုပဲလဆိုတဲ့ဟာကိုလည်းဂျာမန်လို့ဆိုရင် vowel o လေးရဲ့ r လေးရဲ့နှလုံးပါတော့နှစ်တန်ပဲထွက်ပေးရမယ် mo ဆိုတော့ mo nrt ဆိုတော့ not mo not mona ဆိုရင်လအဲ့တော့လရဲ့ article ဘာဖြစ်သွားလဲ masculine they အဲ့တော့ဒီရှေ့ကလဆိုရင် they mona လများဆိုပြီးရော2လ3လအဲ့လိုပြောချင်တယ်ဆိုဘာလုပ်ပေးရမှာလဲ dash နောက်မှာ a လေးရေးပေးထားတာဖြစ်တဲ့အတွက်အများဆိုရင်ဒါအနောက်မှာ a ပေါင်းရမယ်လို့ပြောချင်တာပဲအဲ့တော့ဘာဖြစ်သွားမှာလဲအနည်းဖောင်ဖြစ်တဲ့ mona ရဲ့အနောက်မှာဒီရှေ့ a လေးပေါင်းပေးလိုက်ရင် mona ထဲဆိုပြီးရောဖြစ်သွားမယ်ဘာလို့အဲ့မှာအတန်းက3တန်ဖြစ်သွားရတာလဲအော်ချေ vowel လိုက်ရှာလိုက်မယ် vowel o လေးရဲ့ r လေးရဲ့ a လေးရဲ့သုံးလုံးပါတော့3တက်ထွက်ပေးရဒါကြောင့်မို့လို့မိုနာထဲဆိုပြီးဖြစ်သွားမိုနာထဲလာများဆိုတဲ့ဟာကိုပြောချင်တာပဲနောက်တစ်ခုနှစ်ကိုပြောချင်တယ်ဒါကိုထွက်တဲ့အခါမှာလုံးဝဂျာလို့မထွက်ပေးရဘူးဘာဖြစ်လို့လဲဂျာမဲမှာ j ကိုဆိုရင်ရော့လို့ထွက်တာဖြစ်တဲ့အတွက်ဒီရှယ်တော့ဒါကိုယာလို့ထွက်ပေးရမယ်ယာပေါ့နော်အဲ့တော့ယာကြောင့်နှစ်ဆိုတဲ့ဟာကိုပြောချင်တာသူ့ရဲ့ article ကကြောင့်ပါလဲ noitra that's ပေါ့အဲ့တော့ that's ယာတစ်နှစ်ထဲကိုပြောချင်တာအဲ့တော့2နှစ်3နှစ်ဆိုရင် the years နှစ်များလို့ပြောချင်တယ်ဂျာမန်ဆိုဘာလို့ပေးရလဲအနောက်မှာ a ပေါင်းပေးရဖြစ်တဲ့အတွက်ဒီချောဒီယာဆိုရင်စကားလုံးလေးရဲ့အနောက်မှာဘာလို့ပေးလိုက်ရုံပဲလဲ a လေးပေါင်းပေးလိုက်ရုံပဲအဲ့တော့အတန်အားကြောင့်ဖြစ်သွားမှာနှစ်တန်ဖြစ်သွားမယ်ဘာဖြစ်လို့လဲဆိုရင် vowel r ရဲ့နောက်ဆုံးမှာ vowel a ရဲ့နှလုံးပါတာမို့လို့နှစ်တန်ဒါကြောင့်မို့လို့အတန်ထွက်ကဘာဖြစ်သွားမှာလဲဆိုရင်ယာရဲဆိုရင်နှစ်များဆိုတဲ့ဟာကိုပြောချင်တာအဲ့တော့ year ဆိုတဲ့စကားလုံးတစ်ခုကိုကြက်ချင်တယ်ဆိုရင် that's year ဒီယာရဲဆိုပြီးတော့အဲ့လိုမျိုးတွဲရက်ချက်ပေးရမယ်အများဆိုတာနဲ့ article ကအမြဲတမ်းပါလေပုံသေးဒီပဲဆိုတဲ့ဟာကိုတည်နေရမယ်အဲ့ဒါလည်းလုံးဝမှားလို့မရဘူးအဲ့တော့နောက်တစ်ခုကိုကြက်ချင်တယ်ဘာလုပ်ရမလဲသူ့ရဲ့ article ရောသူ့ရဲ့ plural form အများဆိုရင်ရောဘယ်လိုမျိုးလုပ်ရလဲအဲ့ဒါပါတွဲရက်ချက်ပေးမှဒါစကားလုံးတစ်ခုကိုပြီးတာပေါ့နော်နောက်တစ်ခုကဂျာမဲမှာ article ရမှ grammar တွေကရမှဖြစ်တဲ့အတွက် article ကိုမဖြစ်မနေရအောင်ချက်ပေးဖို့လိုတယ် article မရရင် grammar ကလုံးဝမရအောင်ဘာဖြစ်လို့လဲဆိုရင်ဂျာမဲမှာရှိသမျှ grammar တိုင်းအကုန်လုံးကဒီ noun တွေရဲ့ article ပေါ်မှာ there လား that's လား d လားဆိုတဲ့ပုံမှာပဲမူတည်ပြီးတော့လိုက်ပြောင်းသွားအဲ့တော့ article မှားတယ် grammar လည်း auto ကgrammar လည်းဘာဖြစ်သွားမှာ auto လိုက်ပြီးတော့မှားသွားမှာပဲပေါ့နော်အဲ့ဒါကြောင့်မို့လို့ဘာလုပ်ရမလဲဆိုရင်အမြဲ article ကိုထည့်ချက်ပေးရမယ်ဒီမှာတချို့သူရရဲ့စကားလုံး3ခုဖြစ်တဲ့အပတ်ကလရဲ့နှစ်ကဒီ3လုံးမှာတော့မှ article က3မျိုး꿰နေတာအဲ့ဒါကြောင့်မို့လို့ဘာလုပ်ရမလဲဆိုရင် article တွေကအမြဲထည့်ချက်ပေးဖို့လိုတယ်ဘယ်ဟာဘာဆိုပါမှတ်လို့မရဘူးဘာဖြစ်လို့လဲဆိုရင်အဲ့လိုမျိုးမှတ်တဲ့ဟာတွေကတချို့တော့ရာနှုန်းပြည့်မှန်တာမရှိဘူးပေါ့နော်100မှာ50လောက်ပဲမှန်တာ60လောက်ပဲမှန်တာအဲ့လိုမျိုးပဲများတယ်ဒါကြောင့်ထည့်ချက်တဲ့အခါမှာအမြဲတမ်း article ရဲ့ plural ရဲ့အမြဲထည့်ချက်ရမယ်အဲ့တော့အတန်ထွက်ကိုပြန်ကြည့်မယ် they ထား ဒီထားရဲ့ဒီ vocal ဒီ volcan they monad ဒီ monate that's ya ဒီယာရဲဆိုပြီးတော့ကြက်ရမယ်အဲ့တော့ကြက်တဲ့အခါဗာလဲ they mona ဒီ monate လာဆိုပြီးတော့အဲ့လိုပုံစံပဲကြက်ပေးရမယ်ပေါ့နော်ဒုတိယတစ်ခါပြန်ကြည့်မယ် they ထားဒီထားရဲ့ဒီ vocal ဒီ volcan they monad ဒီ monate that's ya ဒီယာရဲဆိုပြီးတော့ဒီရှယ်ကိုထွက်ပေးရမယ်။ဒီအားကြောင့်ဒီမှာဘာလဲဆိုရင်ဂျာမယ်လို့နေရတဲ့ရဲ့နောက်မှတွေ့မယ်လို့ဆိုရင်ဘယ်လိုမျိုးပြောရမလဲပေါ့။နောက်တစ်ခုကမီနစ်နဲ့ကြက်တဲ့အခါမှာဆိုရင်ရောဘယ်လိုမျိုးကြက်ရမလဲဆိုတာပေါ့။ဒီမှာဒီရှယ်ပြောထားတဲ့ပုံစံအတိုင်းနဲ့ဘယ်မီနစ်ဆောင်ကစက္ကန့်လုံးဖြစ်ဖြစ်ဒါဒီရှယ်ကိုဂျာမယ်လို့ကြက်လို့ရပြီပေါ့နော်။အဲ့တော့နောက်တစ်ခုကကြောင့်ဒီနေ့ဒီရှယ်ကိုဘာအောင်စမ်းကြည့်မှလဲဆိုရင်ဂျာမယ်လို့လာရဆိုရင်ဘယ်လိုမျိုးပြောရလဲပေါ့။အဲ့တော့ဒီမှာချက်ရေးပေးထားတဲ့မိုးနာထဲလာမြ
အများဖြစ်တဲ့အတွက် article မှာဖြစ်သွားတာလေဒီဖြစ်သွားပြီဒီမှာတစ်ချက်တလားရေးထားလားမဟုတ်ဘူး12လရေးထားဖြစ်တဲ့အတွက်ဒီ monate the months လများဆိုတဲ့ဟာကိုပြောချင်တာပဲပေါ့နော်အဲ့တော့ January ဆိုတဲ့ဟာကိုဒီဂျာမန်လိုပြောချင်တယ်ဘယ်လိုမျိုးပြောရမလဲဆိုရင် Januar လို့ပြောရမယ်Januar အဲ့တော့ Januar January ဒီနေရာမှာဒီချက်အတန်ကိုဆွဲလိုက်ရတဲ့ပုံစံမျိုးNuwa လို့ပြောရမယ် Januar January February လကိုပြောချင်တယ်ဂျာမန်လိုဆိုရင် Februar အဲ့တော့ Februar ဒီရလည်းအတန်ဆွဲလိုက်ရတာပဲဒါဆိုရင် February လကိုပြောချင်တာ March လကိုပြောချင်တယ်ဂျာမန်လိုဆိုရင်အုံးမလောက်နေရဘယ်လိုထွက်ရလဲ A လို့ထွက်ရဖြစ်တဲ့အတွက် M နဲ့ပေါင်းတော့ Max လို့ထွက်ရမယ် Max ကကြတော့ March လကိုပြောချင်တာအဲ့တော့ April မှာဆိုရင်စာလုံးပေါင်းတူနေတယ်အဲ့တော့ဒီချက်အသက်ထွက်ကတူပါမလားမတူဘူးပေါ့နော်ဂျာမန်လိုထွက်တဲ့အခါမှာ April လို့ထွက်ပေးရမယ် April အဲ့တော့ April ရကြတော့ဘာကိုပြောရလဲ April လကိုပြောချင်တာ May ကိုဆိုရင်ဂျာမန်လိုက Mai လို့ထွက်ရမယ် Mai လို့ဒီချက်ကိုထွက်ပေးရမယ် June ဆိုရင်ဂျာမန်လိုကဘာလဲ Juni လို့ထွက်ရမယ် Juni ဇွန်လကိုပြောချင်တာဇူလိုင်ဆိုရင်ဂျာမယ်လိုကဘာလဲယူလီလို့ထွက်ရမယ်ယူလီဆိုပြီးတော့ဒီရှယ်ကိုထွက်ပေးရမယ်အဲ့တော့ English မှာပေါင်းတဲ့အခါမှာအနောက်မှာ y တွေနဲ့ပေါင်းတယ်ဂျာမယ်လိုကပေါင်းတော့ဘာဖြစ်သွားရလဲအနောက်မှာ i လေးတွေပြောင်းသွားတယ်အမိုဒီမှာဒီရှယ်က uni နဲ့ uli နဲ့ကဘာဖြစ်တာလဲတူတာဖြစ်တဲ့အတွက် i လေးတွေကိုအနီနဲ့ဒီရှယ်ရေးပေးထားတယ်ပေါ့နော်အဲ့လိုပဲဒီရှယ် January နဲ့ February မှာဆိုလဲ English နဲ့စာလုံးပေါင်းအကုန်တူတယ်ဒါပေမဲ့ဂျာမယ်လိုရေးတဲ့အခါမှာအနောက်က y လေးတွေပဲပြုတ်သွားတာပေါ့အဲ့တော့ August ကိုဆက်ကြည့်မယ် August မှာစာလုံးပေါင်းကတူနေတော့ဂျာမန်လိုပြောရင်တူပါမလားမတူဘူးပေါ့နော်အတန်ထွက်ကအဲ့တော့ဘာဖြစ်သွားမှာလဲအာဦးက dip သွန်လေးအောင်ဖြစ်တဲ့အတွက် August လို့ထွက်ရမယ် August က August လာကိုပြောချင်တာနောက်တစ်ခုက September အဲ့ဒါလည်းစာလုံးပေါင်းတူနေတယ်ဂျာမန်လိုအတန်ထွက်ဆိုရင်ဒီချက်ဘယ်နာပြောင်းသွားလဲဆိုတော့ဒီဂျားတွေက TAM နေရာလေးမှာပြောင်းသွားတယ်ထုံးပေါက်တယ်လို့ပြောရင်အဲ့ဒီကထုံးလို့ပုံစံဖြစ်သွားတယ်ပေါ့နော်အတန်ထွက်က September September ကိုပြောချင်တာပဲပေါ့နော်နောက်တစ်ခုက October ဂျာမန်ထွက်တဲ့ဟာအရင်အတန်ထွက်ကတီးတတာပြောင်းလဲမှုမရှိဘူးဒါပေမဲ့စာလုံးပေါင်းပါဆိုရင် English မှာ C နဲ့ပေါင်းတဲ့နေရာကိုဂျာမန်မှာဒီချက်တော့ K နဲ့ပေါင်းတာပေါ့နော်အဲ့တော့ဒါကိုထွက်ရင် October ဆိုပြီးတော့ဒီချက်ကိုထွက်ပေးရမယ် November ကိုကြာဂျာမန်လို့ဆိုရင် November အဲ့တော့ဒီချက်တော့ November ဆိုရင်ဂျာမန်လို့ဘယ်လိုမျိုးထွက်ရမလဲ November ဆိုပြီးထွက်ပေးရမယ်November ဆိုရင်ဘာကိုပြောရလဲ November လကိုပြောချင်တာနောက်တစ်ခုက December ကိုကြာဂျာမန်လို့ဆိုရင် December ဆိုပြီးထွက်ပေးရမယ် December အဲ့တော့ December ကဘာကိုပြောရလဲ December လကိုပြောတာပဲပေါ့နော်အဲ့တော့ English မှာဘာနဲ့ပေါင်းလဲ C နဲ့ပေါင်းတယ်ဂျာမန်မှာကျတော့ဒီလိုက set နဲ့ပေါင်းတာပေါ့အဲ့တော့ December ကိုဂျာမန်လို့ဆိုရင် December ဆိုပြီးတော့ဒီလိုထွက်ပေးရမယ်အဲ့တော့ဒီမှာဒီလိုခင်းရောင်နဲ့ရေးပေးထားတဲ့စကားလုံးလေးတွေကကျတော့ဘာလဲဆိုရင် English နဲ့ဂျာမန်နဲ့စာလုံးပေါင်းတူတဲ့ဟာလေးတွေကိုဒီလိုခင်းရနဲ့ရေးပေးထားတဲ့အဲ့မှာ October ဆိုရင်ဂျာမန်မှာဘာနဲ့ပေါင်းလဲခါနဲ့ပေါင်းတယ် December ဆိုရင်ဂျာမန်မှာဆက်နဲ့ပေါင်းတယ်ဆိုရဟာမှတ်ထားပေးရမယ်ပေါ့နော်နောက်တစ်ခုကကြောင့်ဒီစာလုံးပေါင်းနဲ့ပဲပြောင်းသွားတဲ့ဟာဘာရှိသေးလဲ January နဲ့ February မှာပြောတဲ့အခါမှာလဲဂျာမန်မှာပြောတဲ့အချိန်မှာ y လေးတွေပဲပြုတ်သွားတာစာလုံးပေါင်းက English နဲ့အကုန်တူတူပဲပေါ့နော်အဲ့တော့အတန်ထွက်ကိုစာကနေပြန်ကြည့်မယ် January February March April May Juni July August September October November December ဆိုပြီးတော့ဒီချက်ကိုထွက်ပေးရမယ်ဒုတိယတစ်ခါပြန်ကြည့်မယ် January February March April May Juni July August September October November
December ဆိုပြီးတော့ဒီရှယ်ကိုထွက်ပေးရမယ်ဒီအားကြောင့်ဂျာမန်တို့12လပေါ့နော်အဲ့ဒါကို January ကနေပြီးတော့ December အထိဘယ်လိုပြောရမလဲဆိုတဲ့ဟာအဲ့တော့ဒီနေ့ဒီရှယ်တို့အပိုင်း6ကကြတော့ဂျာမန်လိုနေ့ရက်တွေကိုဘယ်လိုပြောရမလဲဆိုတဲ့ဟာလည်းပြီးသွားပြီဂျာမန်လိုနောက်မှတွေ့မယ်မနေ့ပြန်တွေ့မယ်ဘယ်လိုပြောရမလဲမီနစ်နေကြတဲ့အခါမှာဘယ်လိုကြက်ရမှာလဲဂျာမန်လိုလတွေရောဘယ်လိုပြောရလဲဆိုတာပြီးသွားပြီအဲ့တော့ဒီနေ့ဒီရှယ်အပိုင်းလေးအဆုံးမတက်ခင်မှာအစကနေပြီးတော့အကုန်လုံးအတန်ထွက်ပြကြည့်ကြမယ်ပေါ့နော် Montag Dienstag, Mittwoch, Donnerstag, Freitag, Samstag, Sonntag ဆိုပြီးတော့ဒီရှယ်ကိုထွက်ရမယ်မကြခင်တွေ့မယ် bis bald နောက်မှတွေ့မယ် bis später မနေ့ပြန်တွေ့မယ် bis morgen ဆိုပြီးတော့ပြောရမယ်မင်းနေကြတဲ့အခါမှာဘာလုပ်ရမှာလဲဂျာမန်မှာကအမြဲတမ်း article ရောသူရဲ့ plural form မှာအမြဲတမ်းတွဲရက်ချက်ပေးရမယ်ဘယ်တော့မှစကားလုံးတစ်ခုတည်းကိုပဲချက်လို့မရဘူးအဲ့တော့ဘယ်လိုချက်ရမှာလဲ the ta die Tage နေ့ရက်ဆိုပြီးဒီရှယ်ကိုချက်ပေးရမယ် die Woche die Wochen der Monat die Monate das Jahr die Jahre ဆိုပြီးတော့အဲ့လိုမျိုးချက်ကိုချက်ပေးရမယ် English မှာလိုမျိုးဘာလဲ DAY day နေ့ရက်လို့ဘယ်တော့မှချက်လို့မရဘူး the ta die Tage နေ့ရက်အဲ့လိုမျိုးပဲအမြဲတမ်းချက်ပေးရမယ်အဲ့တော့ဂျာမန်လိုလတွေဆိုရင်ဘယ်လိုမျိုးပြောရမလဲ Januar Februar März April Mai Juni Juli August September October November December ဆိုပြီးတော့ဒီရှယ်ကိုထွက်ပေးရမယ်ပေါ့နော်အဲ့တော့ဒီနေ့ဒီရှယ်အပိုင်း6လေးရဒီမှာပြီးသွားပြီအဲ့တော့ဒီရှယ်တို့အခုဂျာမန်စာအခြေခံပညာဒါနဒီရှယ်တို့ရဲ့ dream to drive D to the page ကနေတင်မေးနေတာနောက်တစ်ပိုင်းဆိုရင်ဒါနောက်ဆုံးပိုင်းဖြစ်ပြီပေါ့နော်အဲ့တော့အပိုင်း9ဒီနောက်ဆုံးအပိုင်းမှာဆိုရင်ဒီရှယ်တို့ဘာရင်ပါမှာလဲဆိုရင်အပိုင်း9မှာစာကြောင်းတည်ဆောက်တဲ့ဟာလေးစာပါလာပြီဂျာမန်လို့ကိုနာမည်ကိုဘယ်လိုမျိုးမိတ်ဆက်ရမလဲဂျာမန်လို့ကိုမွေးနေ့ကိုပြောမယ်ဆိုရင်ရောဘယ်လိုမျိုးပြောရမလဲသူများကိုရောပြန်မေးချင်တယ်ဆိုရင်ရောဘယ်လိုမျိုးမေးရမလဲဆိုတဲ့ဟာလေးတွေကိုဒီရှယ်တို့တပတ်ခါတလင်းလာနေပေါ့နော်ဒီအပိုင်း9နောက်ဆုံးအပိုင်းကြရင်ဆက်ပြီးတော့ကြီးကြမယ်အဲ့တော့ဒီရှယ်တလင်းလာနေမှာပြန်ပြီးတော့တွေ့မှာဖြစ်တဲ့အတွက်ဂျာမန်လို့ see you on Monday ဆိုရင်ဘယ်လိုမျိုးပြောလို့ရလဲရှေ့မှာဒီရှယ်ကိုပြောခဲ့တယ် see you ဆိုတဲ့စကားလုံးဂျာမန်လို့က business ပြောရတယ် Monday ကဂျာမန်လို့ဆိုရင်ဘာလဲ Montag ဖြစ်တဲ့အတွက် bis Montag ဆိုရင်တလင်းလာနေမှာတွေ့မယ် see you on Monday ဆိုတဲ့ဟာမျိုးလေးကိုပြောချင်တာပဲပေါ့နော် Ja, also, das ist alles. Danke schön. ဒါဆိုရင်ဒီရှယ်တို့ရဲ့တပတ်ခါကြရင်ဒီနေ့နေ့ကြရင်ဒီရှယ်အပိုင်း9နောက်ဆုံးပိုင်းနဲ့ပြန်ပြီးတော့တွေ့ကြမယ်ပေါ့နော်။အဲ့တော့ဒီရှယ်တို့ရဲ့ channel လေးကိုဘာလုပ်ထားရမလဲ subscribe လေးလုပ်ထားလို့ရတဲ့အခါကျရင်ဒီရှယ်တို့အသစ် video တင်တာနဲ့အမြဲ notify တက်လိမ့်မယ်ပေါ့နော်။ Yeah, so don't forget to like and subscribe my channel. Tschüss und bis Montag.